ဘာပြောင်းလဲသွားလဲဆိုတော့လူငယ်ဟို10နှစ်နီးပါးလောက်ရှိပေါ့နော်အကိုနဲ့မဆုံတာပြန်တွေ့တော့ကြာကလေးတယောက်ဖေဖြစ်သွားတယ်ပြောင်းလဲမှုပေါ့တိုးတက်ပြောင်းလဲမှုပေါ့ဒါကိုကအေးပေမဲ့တော့နောက်တယ်ဆက်မထင်ထနောက်တဲ့ဟာလေရမ်းကြီးရအဲ့လိုကိုကကျမနေပါပေါင်းပါလေထားသခင်ကကားကြီးနဲ့ထွက်သွားလေအမခွန်းသားအဲ့လိုမျိုးနောက်ကနေပြေးလိုက်ပြီးတော့မြင်းဘွားငါတနေ့ပိုင်စင်းရမယ်ထားသခင်ဆိုပြောရမှာလေအဲ့တော့ကိုကတော့ဟာတိုင်းမှာပြေးလိုက်တာကားနောက်ကလည်းပြေးလာပြီးတော့ကားအောင်လို့ပြမောင်းလာရိုက်ပြီးရေတစ်ခွက်လောက်ကြီးလိုက်ရလက်ပူတော့ပါကိုကြီးဝတ်နေရတယ်ဒီလိုမျိုးပေါ့နော်အနုပညာရတာပိုင်းနဲ့ပတ်သက်ပြီးတော့ရောနောက်ပြီးတော့တင်ပြမှုပုံစံလေးလည်းပြိတ္တကိုဟိုအစမ်းတိဆန်းလေးနဲ့ဟိုဘယ်တော့မှမရိုက်ခဲ့ဘူးသေးတဲ့ပုံစံမျိုးလေးလည်းဖြစ်နေတာပေါ့နော်တရုပ်ဆောင်ရတဲ့ပုံစံလေးအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ရောက်လဲဒါပြန်ပြီးတော့အနုပညာပုံမှာလည်းရင်ခုန်သလိုဟိုချူအပ်မဲ့ပြိတ္တအတွက်လည်းဒါရင်ခုန်စိတ်လှုပ်ရှားမှုရှိနေပါတယ်တမ်မီယာမှာကပြိတ္တမမြင်မှုသေးတဲ့ပုံစံမျိုးပေါ့နှစ်ယောက်ကအဲ့လိုအိမ်အောင်လည်းဇက်လို့လည်းပြောလို့ရတယ်အဲ့ဒီထဲမှာမြုပ်ွက်တွေအများကြီးပါတယ်ပေါ့ဟုတ်တယ်ဘာပြောင်းလဲသွားလဲဆိုတော့လူငယ်ဟို10နှစ်နီးပါးလောက်ရှိပေါ့နော်အကိုနဲ့မဆုံတာပြန်တွေ့တော့ကြာကလေးတယောက်ဖေဖြစ်သွားတယ်ပြောင်းလဲမှုပေါ့တိုးတက်ပြောင်းလဲမှုပေါ့ဒါကိုကတော့တုံရင်ပဲအကိုနဲ့ကလို့အကိုကယူတည်တည်နဲ့ကို့အကိုလိုပဲသဘောထားဆိုတော့ဒီအကိုကအလုံးနဲ့ပတ်သက်တာလေးပဲတင်ပေးရများတယ်ရိုက်ခွင်းနေပိုင်းမှာဆိုလဲဘလို့ညကဒီဘလို့လေးတယောက်ဆောင်ရမယ်ဒီအလောက်ကြောင်ပဲပြောပြတာများပါတယ်ကိုကစီနီယာကောင်းပါအကိုကခုမင်းဆက်တက်ကိုမှဆွဲတင်တာမဟုတ်ဘူးဒီခွေးတို့ဟိုငငယ်တော့ကလည်းအကိုကစီနီယာကောင်းပြီးတာတယ်ခွေးတို့မင်းသမီးအစ်စ်လေးပေါ့နော်အဲတော့ကြာလက်ပံဆိုလဲကိုပြည်တီကခွေးကိုဆုတ်တက်ခေါ်ခဲ့တယ်ကျမနေမှာမဟုတ်ဆိုလဲကိုနေတော့ခွေးတွဲခေါ်ခဲ့တယ်ကိုစီနီယာကောင်းနေတဲ့ကိုတွေ့ခဲ့တာပေါ့နော်အဲ့လိုအကိုဟုတ်အကိုကအေးပေမဲ့တော့နောက်တယ်ဆက်မထင်ထနောက်တဲ့ဟာလေရမ်းကြီးရအဲ့လိုကိုကလို့ဘာသာရေးပိုင်းမှာဆိုရဲနောက်တယ်ကွာဘလို့အနောက်တွေခံခဲ့ရတယ်။ဥမာဟိုကျမနေပါပေါင်းပါလေထားသခင်ကကားကြီးနဲ့ထွက်သွားလေအမခွန်းသားအဲ့လိုမျိုးနောက်ကနေပြေးလိုက်ပြီးတော့မြင်းဘွားငါတနေ့ပိုင်စင်းရမယ်ထားသခင်ဆိုပြောရမှာလေအဲ့တော့ကိုကတော့ဟာတိုင်းမှာပြေးလိုက်တာကားနောက်ကလည်းပြေးလာပြီးတော့ကားအောင်လို့ပြမောင်းလာရိုက်ပြီးရေတစ်ခွက်လောက်ကြီးလိုက်ရလက်ပူတော့ပါကိုကြီးဝတ်နေရတယ်ကိုရတော့အဲ့လိုမျိုးပြောရမယ်ဆိုရင်ဒီဟိုအနုပညာဟိုမောင်နှမတွေပေါ့နော်ဒီအကိုတွေကိုအဲ့လိုရိုးသေးပဲဆက်ဆံတာများတယ်အဲ့လိုဘယ်တော့မှအဲ့လိုရှေ့ပုတ်ကောင်းပုတ်အဲ့လိုမျိုးအကိုတွေတော့လုံးလေးမရှိဘူးပေါ့နော်အဲဟိုတကယ်စိတ်ထဲမှာအရင်ချစ်ပါတယ်အကိုတွေကိုလေဟိုအဲ့လိုမျိုးပဲစီကလေးနဲ့ချစ်တာကိုရတော့လည်းပြောပြပါစကားရအောင်ချစ်ကုန်ဒီမှာပြောပြတယ်ပေါ့ဒီနေ့လေးပုံသက်ပြီးတော့ဆိုဒီနေ့ကြာမှာဘယ်လိုလဲကိုရပြောင်းလဲလာတယ်။အော်အဓိကတော့ပေါ့အချိန်လိုအတွင်းမှာလဲသူကအောင်မြင်တယ်လို့တော့ပြောရမှာပေါ့လား။စူးစမ်းအထောက်မှုကောင်းတဲ့လူပညာရှင်တွေမှာပါတယ်ပေါ့။နောက်ပြီးတော့ဒီအခက်ခဲတွေကိုရင်ဆိုင်ကြော်လွှားခြင်းနဲ့စိတ်ရှိတယ်ပေါ့။ကျွန်တော်တို့တကယ်တမ်းဘယ်အလုံးမဆိုပေါ့နော်ကျွန်တော်တို့ကခက်ခဲမှုဆိုတာကတော့အောင်မြင်မှုကိုသွားတဲ့လမ်းကြောင်းတစ်ခုပဲလေ။အဲ့အခက်ခဲကိုမကြော်တွေ့ရတော့အောင်မြင်မှုဆိုတာရပါမှာ။ကျွန်တော်အဲ့လိုမျိုးခက်ခဲတွေကိုကြော်လွှားခြင်းနဲ့စိတ်ရှိတယ်။ဘယ်လောက်ခက်ခဲလုံးမယ်အဲ့လိုမျိုးပေါ့နော်အချိန်ချင်းခါပေါ့မငင်းညူဘူးပေါ့နော်ဟိုဘယ်လောက်ပဲခက်ခဲနေပါစေဥပမာတစ်ခါကျစိတ်ခံစားမှုအရာဒီတရုပ်ဆောင်တဲ့အပိုင်းမှာဟို personal ခံစားမှုတွေနဲ့တစ်ခါကျရဲ့အနုပညာကိုဖန်တီးရတာမျိုးရှိဒါပေမဲ့professional နဲ့ personal ကိုခွဲပြီးတော့ဟိုလုံးတတ်တဲ့အနုပညာရှင်တယောက်လို့မြင်ပါတယ်ပဲ။နောက်ကြပါပြီဆိုလို့ရှင်လည်းတကယ်ဟိုဖခင်ကောင်းဟိုခင်မုန်းကောင်းဖြစ်တယ်ပေါ့နော်ကိုမြင်မှာတော့ကိုကအကုန်ဖက်ကပြည်စုံပြီးတော့ကိုသာကြောက်ကြတယောက်ဆိုလဲအခုလိုယောက်ျားဖြစ်နေတယ်ပေါ့ဟိုကတော့ဒါပြေဆုံးပြီခွေးလေနော်ခွေးကဟိုပေါ့နော်နောက်နည်းနည်းလေးလောက်ကြာရင်တော့ကြောက်ပြပါမယ်ပြိုကြီးပဲဆက်ဖြစ်နေမှာပါဒီပုံသွားလာပြီဟဲ့ကောင်းတယ်ရှင်းလို့လားဟုတ်ဘာများပြောမလဲရက်တွေအတိအကျပြောလိုက်ပါလဲပေါ့